အဲ့တော့ဒီမိတ်ဆွေတွေကအမှားမှန်ကိုဝေဖန်ပိုင်းခြားခွဲခြားနိုင်တယ်ဘဝမှာစိတ်သက်ခိုင်မာတယ်တက်ကြွတယ်နောက်တစ်ခုကကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေအပေါ်မှာကျင်နာတတ်တယ်ဂရုစိုက်တတ်တယ်မိတ်ဆွေတွေရဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်ဒီမိတ်ဆွေတွေကတော့ကျွန်တော်တို့အင်္ဂလိပ်မွေးရတီးတက်ပေါင်းခြင်းမှာပါ31ရက်နေ့မွေးဖွားတဲ့မိတ်ဆွေတွေရဲ့အကြောင်းအခုတစ်ခါပြောပြသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်နာမည်ရဲမင်းအောင်မြန်တယ်လေမှာအခုကျွန်တော်တို့ရှေ့မှာလဲကျွန်တော်တို့တစ်ပေါ့နော်အင်္ဂလိပ်မွေးရတရက်ကနေပြီးတော့2 3 4 5 6 9 10 11 12 13 14ကျွန်တော်တို့28 29 30အခု31ဒါနောက်ဆုံးပါပဲဒီဗီဒီယိုဖိုင်ကျွန်တော်တို့30ဟလာတစ်ကနေ31ရက်နေ့မွေးဖွားတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့လမ်းညွှန်နေတာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်မွေးရပါပေါင်းချင်းမပါပါဘူးเนาะအဲ့တော့ဝင်ရောက်ပြီးတော့ကြည့်ရှုလေ့လာအားပေးလို့ရပါတယ်ကျွန်တော်အကုန်လုံးလမ်းညွှန်မျှဝေတင်ထားပါတယ်เนาะအဲ့ဆက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့သူတို့ကအိမ်တွင်းပေါ့နော်အိမ်တွင်းဆွေမျိုးအရင်းကြပေါ့အိမ်တွင်းဆွေမျိုးအရင်းကြတွေနဲ့မတည့်တာမျိုးတွေသူတို့ကဖြစ်တတ်တယ်အဲ့တော့အိမ်တွင်းမှာအိမ်အတွင်းကိုမတည့်ဘဲနဲ့အိမ်ပြင်ကောင်းတတ်တဲ့မိတ်ဆွေတွေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အိမ်တွင်းမှာအဆင်မပြေတာတွေတားစားတာမဖြစ်တာတွေသူတို့စိတ်ကြမဖြစ်တာတွေညှိမရတာတွေသဘောထားကွဲလွဲတာတွေစသဖြင့်ဒီလိုမျိုးတဦးမဟုတ်တဦးနဲ့ဖြစ်တတ်တယ်သို့မဟုတ်အဲ့ဒီအိမ်တွင်းမှာအများနဲ့တယောက်လို့ဖြစ်တတ်တယ်အပြင်မှာကျတော့သူတို့ကကောင်းတယ်ပေါင်းသင်းဆက်ဆံရင်အဆင်ပြေတယ်ဆိုတော့အိမ်တွင်းမကောင်းအပြင်ကောင်းလို့လည်းသူတို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကဘာလဲသူတို့ဘဝမှာသူတို့ခရီးသွားလာလှုပ်ရှားမှုတွေကိုနှစ်သက်တဲ့မိတ်ဆွေတွေဖြစ်ပါတယ်နော်အဲ့တော့ခရီးသွားလာမှုကိုနှစ်သက်တယ်နောက်တစ်ခုကပြဿနာတစ်ခုခုဖြစ်လာရင်အဲ့ပြဿနာရဲ့ဇစ်ဇစ်မြစ်မြစ်ကိုဖော်ထုတ်ပြီးတော့အမှန်တရားအတိုင်းသိမြင်ဝေဖန်တတ်တဲ့ဟလာချိန်ဆတတ်တဲ့မိတ်ဆွေတွေလို့လည်းပြောလို့ရပါတယ်အဲ့တော့ဒီမိတ်ဆွေတွေကနောက်တစ်ခုကအများနဲ့ဆက်ဆက်ပြီးတော့ထိဆက်ပြီးလုပ်ရတဲ့အလုပ်မျိုးတွေသူတို့ဘဝမှာပို့ပြီးတော့အကျိုးပေးရှိပါတယ်ဘဝမှာအိမ်တော်20ကြတာမထင်မှတ်ထားတဲ့အပြောင်းလဲအလှည့်ပြောင်းတွေဘဝမှာကြုံတွေ့ရတာမျိုးတွေကြုံတွေ့တတ်တယ်သူတို့ကအများနဲ့မတူတဲ့အတွေးခေါ်အမျှော်မြင်မျိုးရှိတတ်တယ်ပေါ့နော်အဲ့တော့သူများကဒီလိုတွေးရင်သူကတစ်မျိုးတွေးတယ်ပေါ့နော်အဲ့ဒီလိုအဲ့တော့သူများတစ်ဖက်ကြည့်ရင်သူကနှစ်ဖက်ကြည့်တတ်တယ်ရှုတော့နှစ်မျိုးကနေသူကချိန်ဆတတ်တယ်အဲ့လိုမိတ်ဆွေတွေပေါ့အဲ့တော့ဉာဏ်ပညာအားဖြင့်ဆိုရင်ဉာဏ်ပညာကောင်းတဲ့တဲမှာပါတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့သူတို့ကအသိပညာအတတ်ပညာအတန်းပညာဒါတွေကိုလိုက်စားမယ်ဆိုရင်လိုက်စားနိုင်တဲ့လောက်ဇွဲကောင်းတဲ့လောက်အကျိုးပေးမယ်ဟလာထိတ်ကိုရောက်မယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့သူတို့ဘဝမှာကာယအလုပ်တွေထက်ညာနာအလုပ်တွေကပို့ပြီးတော့အကျိုးပေးတယ်နောက်တစ်ခုသူတို့ဘဝတွေမှာပါလဲခြေထောက်ထိခိုက်တယ်ရတာခြေထောက်မှာဒဏ်ရာအမရစ်ကြံခဲ့တာခြေထောက်နဲ့ပတ်သက်ပြီးတော့ညောင်းညာကြိုက်ခဲတာဟလာဇက်ကြောထိုးတာဒီလိုဟာမျိုးတွေဟလာမျက်လုံးကြည့်မကောင်းတာမျက်စိမှုန်တာဝါတာစသဖြင့်ဒီလိုယောဂမျိုးတွေဖြစ်လေရှိတယ်အဲ့တော့မွေးရမြေနဲ့ဝေးလေစွန့်ခွာလေကောင်းလေပဲအဲ့တော့မွေးရမြေစွန့်ခွာပြီးတော့နိုင်ငံခြားတွေဘာတွေသွားမယ်မွေးရမြေကိုစွန့်ခွာမယ်နိုင်ငံခြားတခြားနိုင်ငံတွေရေချားမြေချားတွေမှာအလုတ်လုပ်ကိုင်မယ်စီးပွားရှာမယ်ဟလာတိုးတက်ရေးကြီးပွားရေးတွေလုပ်မယ်ဆိုရင်တို့ကပို့ပြီးတော့အကျိုးပြုလေကောင်းလေအကျိုးပေးလေပါပဲအဲ့တော့တို့ကမွေးရမြေနဲ့မတည့်ဘူးမွေးရမြေမှာရှိနေရင်တော့တာမန်ပဲတခါတရံမှာဇွတ်တရဖြစ်နေတာဖြစ်ဆိုပြီးတော့ဆုံးဖြတ်လို့အဲ့ဒီဆုံးဖြတ်ချက်အမှားကြောင့်ဘဝပြတ်တာဟာလားကိုကျိုးစားခဲ့တဲ့မြတွေအကုန်လုံးပျက်စီးပြိုလဲကုန်တာတွေဖြစ်တတ်တယ်အဲ့တော့တခါတလေမှာခေါင်းမမာဘူးလို့တယ်ကိုတတိနားလဲတဲ့ပုံကိုယ်တွေကိုချစ်ခင်တဲ့ပုံကိုယ်တွေကဒီရှုတော့ကနေပြီးတော့ဒီလိုပြောပြလို့ရှိရင်ကိုကလက်မခံမနဲ့မဖြစ်တော့ပါဘူးမဟုတ်တော့ပါဘူးလက်တွေ့မဆန်ပါဘူးဆိုပြီးတော့သွားပြီးခေါင်းမှာလိုက်ရင်ကိုယ့်ရဲ့အခြေအနေကဘဝပြတ်တဲ့အထိပေါ့ကိုတိဆောက်ခဲ့တဲ့အားတွေဘဝကိုမျောလင့်တာတွေရည်ရွယ်တာတွေတိဆောက်ထားတာတွေဘဝပြတ်တဲ့အထိဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ဒီမိတ်ဆွေတွေကတခါတရံမှာတော့သတိမှုသွားလိုက်မယ်နောက်ပြီးတော့တက်တိနားလဲတဲ့ပုံကိုယ်တွေနဲ့တေချာတိုင်ပင်မှုလိုပါတယ်တခုဆုံးဖြတ်ချက်ချမယ်လို့နော်အဲ့တော့ဒီမိတ်ဆွေတွေရဲ့ဘဝမှာရှေ့မှာပြောသလိုပေါ့ငငယ်နဲ့အိမ်တော်ကြာရင်အိမ်တော်20ကြာတာတို့ဘာလို့ဖြစ်တတ်တယ်အဲ့ဒါဟိုပြောင်းဒီပြောင်းဆိုတာမျိုးတွေကြုံရတတ်တယ်အလုပ်ပြောင်းနေရာထိုင်ခင်းပြောင်းတာမျိုးတွေကြုံရတတ်တယ်ပေါ့အဲ့တော့ဒါလေးကတော့ကျွန်တော်တို့တောင်းကျမ်းမှာတိတက်31ရက်မွေးတဲ့မိတ်ဆွေတွေအတွက်လမ်းညွှန်ပြောပြခဲ့တာပါသူတို့ဘဝရဲ့တသက်စာလုံးမှာအကျိုးပေးတဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်အဲ့တော့ဘဝတသက်စာလုံးမှာအကျိုးပေးတဲ့ကဏ္ဍတွေရက်တွေကတော့1တို့10တို့19တို့ဒါတွေဟာအကျိုးပေးတဲ့ရက်တွေကဏ္ဍတွေဖြစ်ပါတယ်20တို့29တို့ဒါတွေကအကျိုးပေးတဲ့ရက်တွေနော်ကဏ္ဍတွေဖြစ်ပါတယ်19ဒါတွေကအကျိုးပေးတဲ့ရက်တွေကဏ္ဍတွေပါအဲ့တော့ဒီရက်တွေဒီကဏ္ဍတွေကိုအားပြုပြီးဘဝမှာကိုအလိုရှိရာတွေကိုအရေးကြီးတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုရင်လုပ်ချင်းဖြင့်အောင်မြင်နိုင်ပါတယ်အဲ့တော့နောက်များဗီဒီယိုဖိုင်မှာကျွန်တော်မိတ်ဆွေများနဲ့အတူပြန်ဆောင်ပါမယ်ကျွန်တော်လည်းစောင့်စားကြည့်ရှုအားပေးကြတဲ့တဦးတယောက်ချင်းစီကိုလည်းဒီနေ့ကနေအထူးကျေးဇူးတင်ပါတယ်အားလုံးပဲနှလုံးစိတ်ဝမ်းအေဂျင့်ပျော်ရွှင်နိုင်ကြပါစေဗျ